တနင်္ဂနွေနေ့တုန်းကကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့သတင်းစာရှင်းလင်းပွဲမှာဒီလိုအာဏာသိမ်းပွဲသိမ်းတဲ့ကိစ္စတွေဆိုတာလုံးကိုမလုပ်ပါဘူးလို့ပြောခဲ့ပါတယ်ပြည်သူအများအကြားမှာနော်ဒါကြောင့်မလို့ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နိုင်လို့ရှိရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖွဲ့ဖို့အတွက်ပြည်သူတွေကနေပြီးတော့ဝိုင်းပြီးတော့ဝင်းရံပြီးတော့တောင်းဆိုလို့ရှိရင်ဘာမှမဖြစ်နိုင်စရာအကြောင်းမရှိပါဘူးလို့ကျမပြောချင်ပါတယ်Yeah, February 1st, 2021. Nga do chit nai ngai se ana ne maung yi luan ge. Do aw sa su ti ne ta ma da ko tu ro phan twa. Chau yu mu tu ne lan nat tu ga myo na la ma. Di ta chin ga nga na me to mo ku phya lai chai ne. Ji ban chit tu ye lat tong jaw thaw kaung mo ma jaw lai sai the. Di ta chi ye yu ye jet ka khwa na na ku phya lai chin ne. De ge pi tu de ye ji ban che ma pa lo le. Information တိကျ February တရဖုန်းလိုက်ရောက်တဲ့ line တွေကုန်ပြတ်နိုင်ငံတော်၏ဥပဒေပြုရေးအုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာဏာတို့အားတမတော်ကာကွယ်ရေးချုပ်ထံသို့တွဲအပ်တာဝန်ပေးလိုက်သည်ပြည်သူအလုံးတစ်စစ်တော်လှန်ခြင်း February 2ရက်ဖျောင်းတဲ့ထုံတန်မုံတီးမရှင်းနိုင်သူညံသွားတဲ့တညလုံးတနိုင်ငံလုံးသူညီဖြစ်လာပြီး February 3ရက်ဆန္ဒထုတ်ပေါ်နောက်တစ်ခွက်ကဘာမချူတဲ့ချင်းကမျိုးတွေရဲ့အိမ်တိုင်းစစ်ကိုပြတ်နှက် UN Security Council ကိုကုန်တုံးနာဆွင့်ကူညီပေးတဲ့နိုင်ငံတွေကြောင့်ရှစ်ဆက်ပြီးတော့အတင်းအိမ်ကြီးနိုင်ငံတွေကမြန်မာတွေပြည်နိုင်ငံခြားသားတွေပါကူညီတန်ရုံရှိမှရုပ်ရုပ်တက်တက်ပမာတဲ့ငါတို့မေရှယ်တဲ့တင်းကိုလည်းမကြားရသေးဘူး February ၄ရက်နေ့မှာကုန်လုံးကိုဖျက်တောက်ရဲ့ Facebook ကိုရှင်းသမျှအောင်ခြေချုပ်လို့အားလုံးကိုမောင်းချပြီးတော့တကားတော့ပိတ်ကနေအောင်လို့မြန်မာပြည်ကကြားရမယ်ကဘာတီတီချင်းတဲ့နန်းနာတွေလို့တွားကြပါနဲ့ပြည်သူတွေစတဲ့နာတွေနဲ့ပြည်သူတွေရဲ့နေရာမလို့